ပြောင်းလဲလို့မရသည့်မမြဲတဲ့သဘာဝတရားဒေသနာတော်ဒီကနေ့ညတရားကောင်းစဉ်နေ့နဲ့မှတ်တာဖို့ရကပြောင်းလဲလို့မရသည့်မမြဲတဲ့သဘာဝနော်မမြဲခြင်းသဘာဝကိုဘယ်သူမှပြောင်းလဲပြလို့မရဘူးမမြဲတာဟာဘယ်တော့မှမမြဲမှာပဲဖြစ်တယ်ပေါ့နော်ရသော်ဗျာကိုယ်တိုင်တော့ပါပဲအနိစ္စဆိုတဲ့မမြဲတဲ့သဘာဝကိုမြဲအောင်လုပ်လို့မရဘူးပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကအသက်ရှင်နေသူတယောက်ကိုမသိအောင်လုပ်တဲ့နည်းမရှိဘူးပေါ့ဒီလိုဆိုလိုတယ်ဘဝမှာဝိဖွာလာလို့ရှိရင်သိဆုံးညမှာပဲဆုံးတတ်တယ်ဒီကောင်းစဉ်လေးကိုရှုစားမှတ်ထားအောင်နော်စာခြင်းပထမဆုံးတရင်ကြလိုက်ရတာက1385ခုတသဘုံလဆန်း9ရက်တနင်္ဂနွေနေ့မှာနတ်နဲ့9:33မိနစ်ချိန်ရွှေကျင်နိကာယဥပဥက္ကဋ္ဌတော်ဖြစ်တော်မူသောအဘိဓဇမရတဂုရုမဟာဝိသုဒ္ဓရုတိုက်သစ်မနာယကဝိသုဒ္ဓယုစီရှင်ဆရာတော်ပရဒဧကညတပိဝန္တလွန်တော်မူတဲ့ဆိုတဲ့သတင်းစကားကိုစကြားရတဲ့အချိန်ကစပြီးတော့သံဝေကစိတ်တွေဖြစ်သွားမိပါတယ်သံဝေကဆိုတာသဝေကောနာပသဟုတ်တပညာဏံသဝေကဆိုတာဩတ္တပနဲ့ရှင်နဲ့အတိညာကြောင့်သဘာဝတရားကြီးပေါ်မှာကြောက်လန့်ထိတ်လန့်ပွဲကြောက်မဲ့ပွဲဆိုတာဖြစ်ပြီးတော့စိုးထိတ်တဲ့သဘောတရားပေါ့နော်ပုရုษေပုဂ္ဂိုလ်တွေကြတော့ညာနဲ့မဟုတ်ဘူးတကယ်ကိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်ဘုန်းကြီးတို့နဲ့တစ်နှစ်ပဲကြီးတယ်ပေါ့ဒီဆရာတော်လွန်တော်မူသွားတယ်လို့သတင်းကြားလိုက်တဲ့အခါမှာသံဝေကဖြစ်တယ်ဒီလိုကိစ္စမျိုးမှာဘယ်သူမှဆိုသံဝေကဖြစ်ကြတယ်အထူးသဖြင့်တော့ဝိသုဒ္ဓယံစီရှင်ဆရာတော်ပရဏဧကညတပိဝန္တစာပေပရိယနေမှာလွန်တက်ကြွပြီးတော့ဝိနည်းဆရာညံပုပ္ပအခရနဲ့ပတ်သက်ပြီးတော့ထက်ထက်မြက်မြက်ဆုံးဖြတ်နိုင်စွာရှိတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ပေါ့ဒီလိုပုဂ္ဂိုလ်ပေါ်ဖို့ဆိုတာအမှန်မှခဲရင်ပါတယ်နော်စာပေပရိယဒီဘက်မှာဆရာတော်စီရှင်ဆရာတော်လွန်တော်မူတယ်လို့ကြားလိုက်တဲ့အခါကျတော့မြတ်မပြည်ကမျက်မှောက်ခေတ္တငါတော်တို့ရဲ့မိရှုတစောင်းကြီးတစ်ခုဖြစ်ငြိမ်သွားပြီပြန်မရနိုင်တဲ့အငြိမ်မျိုးငြိမ်သွားတယ်ပေါ့အခုလိုစတပိတပုဂ္ဂိုလ်တို့ဟာမြတ်စွာဘုရားဟောတဲ့တရားတွေကိုများစွာတတ်သိလိမ္မာထားတယ်နှစ်ပေါင်းများစွာသင်ယူပို့ချခဲ့တဲ့နော်လေ့ကျင့်သင်ကြားတာလို့နှစ်ပေါင်းများစွာသိယူထားတဲ့ပိဋကစာပေတွေတတ်သိလိမ္မာသည့်အတွက်ကြောင့်ဒီလိုစာပေကျမ်းနဲ့ပတ်သက်တဲ့ဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်ကိုစက္ခုတပ္ပတလောကတပုဇတိယောဘဟုတုတော်လို့ရှင်အနန္ဒပတိမြတ်ကမိတ်ဆွေခဲ့တာရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဟာလောကသားတို့ရဲ့မျက်လုံးပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုများစွာသိတဲ့ဆရာတော်တစ်ပါးလွန်တော်မူခြင်းဟာလောကသားတို့အတွက်မျက်လုံးဆုံးရှုံးသွားခြင်းပဲမျက်လုံးဆိုတာမြင်နိုင်တဲ့စွမ်းရည်တည်းရှိတယ်တရားဓမ္မနဲ့ပတ်သက်တဲ့မြင်နိုင်တဲ့မျက်လုံးအလုံးဟာဆုံးရှုံးသွားတယ်ဆိုတာထိုဆရာတော်စီက
သိရမယ်သိဉာဏ်လေးဆုံးရှုံးသွားတယ်လို့ဒီလိုပြောတာနော်ရှင်အနန္ဒကိုကမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိတဲ့ပုဗ္ဗုဒ္ဓရှိတဲ့ပုဂ္ဂိုလ်ဟာစက္ခုလောကတသဗ္ဗတတလောကလုံးရဲ့မျက်လုံးတစ်ဖွဲဖြစ်တယ်ပေါ့လို့ဆိုရင်မမြင်ရဘူးဆိုတာအသိဉာဏ်မျက်လုံးနဲ့မသိဘူးဆိုတာဘယ်လိုမသိနိုင်လဲရမဟုတ်ဘူးမမြင်ရတဲ့အရာလို့သိစရာတွေကိုမသိနိုင်တော့အဲ့တော့ပညာမျက်လုံးဆုံးရှုံးသွားတယ်လို့စိတ်ထဲမှာဒီလိုခံစားရနော်အဲ့တော့ဒါရီနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးနေတာမှုနဲ့ပတ်သက်ပြီးသာဝေကဖြစ်ကြရတယ်အလုံးလည်းပဲဒီလိုခံစားကြဆရာတော်ရဲ့အကြီးချင်းဂုဏ်တရတွေတတ္တိတွေအသိဉာဏ်တွေကိုကြားတဲ့ပုဂ္ဂိုလ်တိုင်းဟာဆုံးရှုံးမှုဟာပုဂ္ဂိုလ်ဆုံးရှုံးတာတည်းမကဘူးမိမိတို့ရရှိမဲ့အသိဉာဏ်ဘုဒ္ဓဆိုတဲ့အခွင့်အရေးတွေလည်းဆုံးရှုံးသွားကြတယ်ပေါ့အလုံးဆုံးရှုံးနေတာမဟုတ်လို့ဒီလိုပြောလို့ရတယ်အဲ့တော့ဘုန်းကြီးတို့တွေကအခုလိုသတ္တပိတ္တဆရာတော်တစ်ပါးပြန်တော်မူသွားတာဆုံးရှုံးနေလို့ဒီလိုခံစားရတာဟာဘုန်းကြီးတို့တွေလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်မိန့်ခဲ့တဲ့စကားလေးရှိတယ်နော်သာသနာတော်မှာမြတ်စွာဘုရားပြီးလို့ရှိရင်ပညာထက်မြက်ဆုံးပုဂ္ဂိုလ်ကရှင်သာရိပုတ္တရာပဲရှင်သာရိပုတ္တရာပြိဋိဘံဆံသွားတဲ့အခါမြတ်စွာဘုရားကပါပြောတယ်မြတ်စွာဘုရားရဲ့တဝေကစကားလို့ပြောနော်အခုကိမှာတော့ပြောလို့ရှိကြတယ်အစာထိုးမရတဲ့ဆုံးရှုံးခြင်းလို့အဲ့တော့မြတ်စွာဘုရားကဘယ်လိုပြောလဲဘုရားပြောတာလေးကိုလည်းအမတ်တရားမှတ်သားထားကြဖို့နော်ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားတဲ့အခါမှာမြတ်စွာဘုရားကမပြောတော့ဆိုအနှစ်ရှိတဲ့ကြီးမားလာတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ကြီးမားတဲ့အကိုင်ကြီးတစ်ကိုင်ပြိုကျသွားတာနဲ့တူတယ်ရှင်သာရိပုတ္တရာပြိဋိဘံဆံတာဟာအနှစ်ရှိတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ကြီးမားတဲ့အကိုင်ကြီးတစ်ကိုင်ပြိုကျသွားသလိုသံဃာအဖွဲ့အစည်းကြီးရဲ့အရေးကြီးတဲ့ပုဂ္ဂိုလ်တော်ကဆုံးရှုံးသွားတယ်လို့ဒါမြတ်စွာဘုရားရဲ့သာဝေကစကားနော်မြတ်စွာဘုရားအဲ့လိုပြောခဲ့တယ်အဲ့တော့သာဝေကစကားမြတ်စွာဘုရားရဲ့စိတ်ခံစားချက်ကတော့ဟုတ်တာပေါ့လောကကြီးမှာဒီအမတ္တမအရေးပေးနိုင်တဲ့ကြီးမားတဲ့အရေးကြီးမားလာတဲ့သစ်ပင်ကြီးတစ်ပင်ဟာအဲ့ဒီအကိုင်ကြီးတကိုင်ပဲ့ကြသွားတယ်ဆိုလို့ရှိရင်ဆုံးရှုံးမှုကကြီးပါတယ်လေခုလေရှင်သာရိပုတ္တရာပြိဋိဘံဆံသွားတာကိုမြတ်စွာဘုရားအလိုမိတ်ဘယ်သုတ်တတ်မှာပါတယ်လေလို့ဆိုရင်သာယုဒ္ဓနိကေမာတတိပဒနာသာယုတ်ပါဠိတော်မှာစုံဒသုတ်တတ်ဆိုတာရှိတယ်အဲ့ဒီရှင်စုံဒနဲ့ပတ်သက်ပြီးဟောတဲ့စုံဒသုတ်တတ်မှာမြတ်စွာဘုရားဒီတိုင်းပဲပြကြခဲ့တယ်နော်ဒါသဝေကစကားလူလောကမှာတမိုးရှိတဲ့ပုဂ္ဂိုလ်တူဆုံးရှုံးနေဆိုတာလူရဲ့အရေးအဝတ္တသူပေးနိုင်တဲ့အေးချမ်းနဲ့ဆွေတတိဒါရီဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်အလွန်ကြီးမားတဲ့သစ်ပင်ကြီးတစ်ပင်ကအကိုင်ကြီးပဲ့ကျသွားတာပဲလို့ပြောတာဘုရားကနော်အဲ့တော့အားရမကောက်မြတ်စွာဘုရားဟာဝိစီတိုင်ဥက္ကစေလဆိုတဲ့မြို့မှာတရင်သုံးနေတဲ့ချိန်တုန်းကသိမကြသေးခင်ကပဲရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တို့ဟာရှေ့စဉ်နောက်စဉ်ပြန်တော်မူသွားကြတယ်ပြိဋိဘံဆံသွားကြတယ်ပေါ့နော်ရှင်သာရိပုတ္တရာကတစောင်းမုံလာပြီးနေပြိဋိဘံဆံသွားတယ်ရှင်မောက္ကလန်ကတစောင်းမုံလာခွဲနေမှာပြိဋိဘံဆံသွားတယ်အဲ့ဒီနောက်မှာမြတ်စွာဘုရားကဥက္ကစေလမြို့ရောက်သွားတယ်ရောက်သွားပြီးတော့ပြည်
င်းကမြေကမ်းမှာလေးလေးတဖြူဖြူတိုက်နေတဲ့နေရာတက်တောင်မြေမှာမြတ်စွာဘုရားခိတ္တထိုင်နေရဟန်းတော်တွေကလည်းပဲအလုံးမြတ်စွာဘုရားကိုဝန်းရံပြီးတော့ထိုင်နေကြတယ်အဲ့ဒီထိုင်နေတဲ့အခါမှာမြတ်စွာဘုရားကယံပရိသတ်ကိုကြည့်ပြီးတော့မပြောတော့ဆိုဧကွာသာရိပုတ္တရာမောဂ္ဂလတို့မပါတဲ့ပရိသတ်ဟာ6ကတ်နေတာပဲလို့ပြောတယ်ဒါမြတ်စွာဘုရားရဲ့စိတ်ခံစားချက်ပဲလေနော်သာရိပုတ္တရာမောဂ္ဂလတို့မရှိတဲ့သံဃာပရိသတ်ဟာအနှစ်သာရကင်းမဲ့သွားသလိုနော်သုံးညအနှစ်သာရတွေစိတ်သုံးသွားတဲ့အနေအထားမျိုးရှိတယ်လို့ဆိုပြီးတော့မြတ်စွာဘုရားသူ့ရဲ့ခံစားချက်အဲ့ဒီမှာပြောသေးတာပဲသာရိပုတ္တရာမောဂ္ဂလတို့ပြိဋိဘံစံသွားခြင်းကြောင့်စံသွားခြင်းဟာတဲ့အလွန်ကြီးမားတဲ့အနှစ်ပြည့်တဲ့သစ်ပင်ကြီးတစ်ပင်ရဲ့ကြီးမားလာတဲ့အကိုင်ကြီးတစ်ကိုင်ကျိုးကျသွားသလိုခံစားရတယ်လို့ဒီဥပမာနဲ့ပဲပြောတယ်ဒါစိတ်မကောင်းဖြစ်တဲ့အနေထားပြောတဲ့ဟာလေဒါရနော်ဖယားကိုယ်တိုင်တောင်မှအဲ့လိုပြောရတယ်သို့တော့မြတ်စွာဘုရားမှာဒေါသနဲ့ရှင်နဲ့တောကပရိဒေဝဆိုတဲ့စိတ်မကောင်းတဲ့စကားတော့မဟုတ်ဘူးအသိဉာဏ်နဲ့ဘုန်းကြီးတို့တွေကြတော့အသိဉာဏ်နဲ့မဟုတ်ဘူးစိတ်ထဲမှာဒေါမနတလို့ခေါ်တယ်ဒေါသနဲ့ရှင်တဲ့စိတ်ခံစားချက်ပါဖြစ်ရတယ်ပေါ့နော်စိတ်ခံစားချက်မြတ်စွာဘုရားကြတော့အဲ့ဒီလိုဒေါမနတဝေဒနာဆိုတဲ့စိတ်ခံစားချက်မပါဘူးသဘာဝတရားကိုကြည့်ပြီးတော့အမှန်အားဖြင့်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်တွေမပါဘူးဆိုတဲ့ပြိတ္တဟာ6ကတ်သွားတော့နော်6ကတ်သွားတယ်သစ်ပင်ကြီးအနိတ္တရရှိတဲ့သစ်ပင်ကြီးကအကိုင်ကြီးပဲ့ကျသွားသလိုခံစားရတယ်လို့အဲ့ဒီမှာတစ်ခါပိတ်အဲ့ဒါဩကစေလာသုတ်တံနော်ဒီနာပဲဒီသုတ်တံတွေမှတ်တတ်တယ်အဲ့ဒီမှတ်တတ်တင်ထားလို့ဘုန်းကြီးတို့တွေသိရတာဖြစ်တယ်ပေါ့တခါဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေကတော့ညာဆိုရှိကောင်းရှိလိမ့်မယ်ပိဋကတ်တဲ့မှတ်တတ်တင်ထားတာရှင်အနန္ဒာရဲ့တမွေကစကားအဲ့ဒါလေးလေမှတ်သားကြည့်အောင်ပေါ့နော်ရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါမှာရှင်အနန္ဒာကတဝေကဆရာလျှောက်တာတယ်ရှင်သာရိပုတ္တရာရဲ့ဂုဏ်ဒီနော်ရှင်သာရိပုတ္တရာနဲ့ပတ်သက်ပြီးတော့မှတ်ရပွဲလေရှင်သာရိပုတ္တရာဟာတဲ့ဘယ်သူပဲဖြစ်ဖြစ်သုဘဩဝါဒလမ်းညွှန်မှုပေးတတ်တယ်ကိစ္စဝိစ္စရှိလို့ရှိရင်ဘယ်တော့မှမနေဘူးပါဝင်ဆောင်ရွက်ပေးတယ်ဒါလူကြီးဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့အရေးချက်ပဲလေနော်ဘာကိစ္စပဲရှိပါဝင်ပြီးတော့ဖြည့်ရှင်းပေးတယ်အမြဲတမ်းလည်းပဲသုံးသင်ဆုံးမလမ်းညွှန်တတ်တယ်ဒါရှင်သာရိပုတ္တရာရဲ့တန်ဃာတွေပေါ်မှာအကျိုးပြုဖို့နဲ့ပတ်သက်ပြီးရှင်အနန္ဒာပြောတာရှင်သာရိပုတ္တရာဟာဆုံးမသုံးသင်တတ်တယ်အကြောင်းကိစ္စရှိလို့ရှိရင်လည်းမနေတတ်ဘူးပါဝင်ဆောင်ရွက်တတ်တယ်တရားဓမ္မကိုလည်းပဲရှင်းလင်းဟောပြပေးတတ်တယ်အဲ့တော့မြတ်စွာဘုရားဟောလို့နားမလည်လိုက်ဘူးဆိုရင်ရှင်သာရိပုတ္တရာရှင်းပေးတယ်အကျဉ်းလောက်ဟောသွားရင်လည်းအကျယ်ရှင်းပြပေးတယ်ဘယ်ဟာပဲဖြစ်ဖြစ်အတိတ်ပဲဆိုတာရှင်းပြဖို့လိုအပ်တယ်လေအဲ့ဒီလိုရှင်သာရိပုတ္တရာဟာတရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းပဲသေချာလောက်သဘောကျသည့်ထီအောင်ရှင်းလင်းဟောကြားတတ်တယ်တဲ့ဒါရှင်သာရိပုတ္တရာနဲ့အမှတ်ရပွဲတွေပဲအခုရှင်သာရိပုတ္တရာထံကကြားရမယ်ဓမ္မဒုက္ခအနစ်ဩဇာရှိတဲ့တရားထိုတရားကိုသုံးဆောင်ခံစားခွင့်ဒါတွေတပိတော်တို့ဆုံးရှုံးသွားပြီအဲ့ဒီအတွက်ယူကြုံမရဖြစ်ရပါသောတာပန်ဆိုတာကြတော့ခုနမြတ်စွာဘုရားပြောတဲ့စိတ်ခံစားချက်တွေပို့သွားတယ်သူကြတော့တကယ်ကြည်ကဲဝမ်းနဲ့မှုတွေပါလာတယ်နော်ဒေါမနတဖြစ်ပါဖြစ်ရလေယူကြုံမရဖြစ်သွားတယ်ပေါ့နော်သောတာပန်ပုဂ္ဂိုလ်ကြတော့တောကဆိုတာရှိနေသေးတယ်
တော့ရှင်အနန္ဒကရှင်သာရိပုတ္တရာနဲ့ပတ်သက်ပြီးတော့အဲ့လိုပြောတာအဲ့တော့ဒီရှိရှင်ဆရာတော်နဲ့ပတ်သက်ပြီးတော့လည်းပဲအမှန်တရားရင်းနှီးကြတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ခံစားချက်ရှိရှင်ဆရာတော်ရဲ့တန်ဖိုးကိုသိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ခံစားချက်ကလည်းပဲဒီလိုပဲရှိမှာပဲအလုံးအစိတ်မကောင်းဖြစ်ကြတယ်ကဲစိတ်မကောင်းဖြစ်ရုံနဲ့ပြီးလားလို့ဆိုမပြီးဘူးဒီကနေ့ပြောတယ်လို့ပဲပါတော့ပြောင်းလဲလို့မရတဲ့မပြဲတဲ့သဘာဝဘယ်သူတတ်နိုင်တော့ရှိရှင်ဆရာတော်ရတာပါရတယ်ခန္ဓာ၅ပါးပဲနော်ယောဂဝိရဒသေချာသင်္ခါရခန္ဓာ၅ပါးဝိညာဉ်ခန္ဓာ၅ပါးကိုရထားတယ်ဘုန်းကြီးတို့တွေရတာရောယောဂဝိရဒသေချာသင်္ခါရဝိညာဏလို့ဆိုတဲ့ခန္ဓာ၅ပါးပဲရတယ်ရုပ်ဆိုတာ physical body နော်လူတွေသိနေတဲ့ physical body ကြီးစိတ်ခံစားချက်တို့မှတ်သားချက်တို့စိတ်ဆော်ချက်တို့အသိစိတ်တို့ကနမိုင်းဆိုင်ရာနော် physical body မဟုတ်တဲ့အရူပခန္ဓာပုံပန်းတရမရှိတဲ့နန္တရားအဲ့တော့ဘသူပဲဖြစ်ဖြစ်တလောကလုံးမှာရထားတာရေပုံရအပြင်ပြောမယ်ဆိုရင်ယုတ်နဲ့နံဒီနှစ်ခုရထားတာနော်ရထားတဲ့ပုဂ္ဂိုလ်တိုင်းရဲ့ယုတ်နံဘသူယုတ်ပဲဖြစ်ဖြစ်ကုံအောင်ပြောမယ်ဆိုရင်မြတ်စွာဘုရားရတဲ့ယုတ်ခန္ဓာနော်မြတ်စွာဘုရားရတဲ့ဝေဒနာသင်္ခါရဝိညာဏဆိုတဲ့နံခန္ဓာသဘာဝအဖြစ်တော့မမြဲတာချင်းတူတူပဲနော်ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးရှိရှင်ဆရာတော်ရထားတဲ့ခန္ဓာ၅ပါးအလုံးအတူနေတယ်နော်တူတော့အဲ့ဒီတူတာကိုဘုန်းကြီးတို့တွေကဘယ်လိုပြောကြမလဲနော်ဒီနေရာမှာရှင်ဝက်ကလေးမထေမြတ်ပြောသွားတဲ့စကားလေးကိုမှတ်သားကြရအောင်ရှင်ဝက်ကလေးကရထားတဲ့ခန္ဓာနဲ့ပတ်သက်ပြီးပါပြောလဲကိုဆင်ញင်ဖို့တာနော်လူတိုင်းအတူတူပဲဒီခန္ဓာတွေရထားကြတာအဲ့ဒီရထားတဲ့ခန္ဓာကအနန္တာတိတောကာယောကာယဆိုတာခုပြောတဲ့ခန္ဓာ၅ပါးပဲ physical body နဲ့ without physical body ရူပကာယနာမကာယနော်ရူပကာယနဲ့နာမကာယရူပကာယဆိုတာ physical body မြင်နေရတဲ့လူရဲ့ခန္ဓာကိုယ်ကြီးအရူပကာယဆိုတာအဲ့ဒီလိုပုံပန်းတတ်မရှိတဲ့နာအစုနော်စိတ်ခံစားမှုတို့မှတ်သားမှုတို့စိတ်ဆော်မှုတို့အတိတရားတို့သိစိတ်တို့အဲ့ဒီဝေဒနာသေချာသင်္ခါရဝိညာဏတို့ဆိုတဲ့နာခန္ဓာအဲ့ဒါကိုပေါင်းပြီးတော့ဒီနေရာမှာကာယောတို့တွေရထားတဲ့ရုပ်အစုနာအစုဟာဘယ်သူရတာပဲဖြစ်ဖြစ်ဖရာရတဲ့ခန္ဓာရှင်သာရိပုတ္တရာရတဲ့ခန္ဓာရှင်မောက္ကလန်ရတဲ့ခန္ဓာရှိရှင်ဆရာတော်ရတဲ့ခန္ဓာအလုံးပိသတဲ့ရထားတဲ့ခန္ဓာတူတူပဲနော်ရှုံးနံတူတူပဲအဲ့ဒါကိုကြည့်လိုက်မယ်ဆိုရင်အနန္တတိတောတဲ့အနန္တအာတိတောအနေရည်အများကြီးပါနေတယ်ဒီထက်မှာနော်အချိန်မီဒုက္ခပိတ်နိုင်တဲ့အနေရည်မြတ်စွာဘုရားကရှုပ်တရားရဲ့ဖြစ်ပေါ်လာမှုသည်ဒုက္ခဤဖြစ်ပေါ်ခြင်းပဲဖြစ်တယ်ယောပိခွေရူပတ္တဥပ္ပါရောဒုက္ခသိသောဥပ္ပါရောရှုပ်ခဏရလာတာဟာပါရတာချမ်းသာဖို့စိန်ခံဖို့ရလာတာမဟုတ်ဘူးဒုက္ခရလာတာဒုက္ခဆိုတာအမြဲတမ်းဒုက္ခပေးမယ်ရအခုဒီအာတိနဝဆိုတာအာရိဏံဒုက္ခံဝါတိကနာတိတိအာရိတောအဲ့ဒုက္ခဖြစ်စေနိုင်တဲ့အရာဝတ္ထုရထားတာဘုန်းကြီးတို့တွေဒုက္ခပေးမဲ့ဟာကြီးကိုရထားတာကဲစဉ်းစားကြည့် physical body နဲ့ကြည့်မျက်စိရထားလို့မျက်စိကျိန်းတယ်နော်မျက်စိမှုတ်တယ်မျက်စိနာတယ်
နာရထားလို့နာကြိုက်တယ်နှာခေါင်းရထားလို့နာပိတ်တယ်နော်အနမ်းမရဘူးလို့ကိုယ်ပဲကာလာတော့ဖြစ်ကြတယ်လေနော်လက်ရထားလို့ဒီလက်ရမကောင်းတာတို့လက်ရလီးဖြတ်သွားတာတို့စကားမပြောနိုင်တာတို့ကိုယ်ကာယကြီးရထားလို့ဟိုနာဒီနာရထားရတဲ့အားကြီးမနာတဲ့ဟာတခုမှမရှိဘူးနော်ကိုရထားတဲ့ physical body ကြီးဟာမပြည့်စည်တာတခုမှမရှိဘူးဒီနေ့ရှာပြောမှဆိုရင်သူ့ဟာသူနေတဲ့ကောင်းမော်ဟာဆိုရင်ငါကျွတ်တယ်ဖြူလာတယ်နော်တပင်ပြီးတပင်ကျွတ်တယ်ဖြူလာတယ်ဒါတွေကိုအန်တုပြီးတော့ဆေးဆိုးဖို့ကြိုးစားတယ်မရဘူးဖြူတာပဲနော်ပါဇက်တဲ့နေတဲ့သွားကလုံညုတ်တယ်လို့မထင်နဲ့တစ်ချောင်းပြီးတစ်ချောင်းကျွတ်ထွက်ကုန်တယ်အလုံးဟာခန္ဓာကိုယ်မှာရှိနေတဲ့အားတွေကလူကိုဒုက္ခပေးတာအကြီးပဲဒုက္ခမပေးတာတခုမှမရှိဘူးအဲ့ဒါကိုပြောတာအာဒီနဝဆိုတာဒုက္ခကိုရစေတတ်တဲ့ဟာတွေကြီးပဲကုန်မယ်နော်နာရှိလို့နာကြိုက်တယ်သွားရှိလို့သွားကြိုက်တယ်လက်ရှိလို့လက်ကြိုက်တယ်ခြေတော်ရှိလို့ခြေတော်ကြိုက်တယ်ဘိုင်းရှိလို့ဘိုင်းနာတယ်ဟောအလုံးဟာဒုက္ခပေးတဲ့အားတွေရထားတယ်အဲ့ဒါကိုပြောတာအနန္တာတိနောကာယောနံခဏတွေရောကြည့်လိုက်အောင်နံခဏကနာရကျင်နာကြိုက်တာခဲတာကြတော့သူ့ကြီးတတ်ပြောရမယ်ဆိုရင်မကောင်းတဲ့ရင်ကြာရင်ကိုရတယ်စိတ်ညစ်ရတယ်ဟုတ်လားကိုပစ္စည်းဆုံးရှုံးတဲ့အခါဖြစ်စေစိတ်ညစ်ရတယ်မစားနိုင်မတောက်နိုင်ဖြစ်ရတယ်စိတ်ဆင်းရဲတယ်လေတောကဆိုတာဖြစ်တယ်တောကကိုမထိန်နိုင်တဲ့အခါပရိဒီဝကိုရတယ်စိတ်ပင်မှန်တဲ့အခါဥပါယတမရှုနိုင်မကဲနိုင်ဖြစ်တယ်အသက်တောင်ရှုလို့မရတော့အောင်တောကဖြစ်ဥပါယတဖြစ်ကြဒီထဲကတဖြည်းဖြည်းခန္ဓာကိုယ်ကြီးလန်းဆန်းလက်ဆက်လာသလားဆိုဘယ်ဟိုမှာတော့တဖြည်းဖြည်းအဆိုးဘက်ကိုရိုင်လာတာတဖြည်းဖြည်းပြိုကျလာတယ်နော်နုပြိုတဲ့အခြေအနေကနေပြီးအိုမင်းတဲ့အခြေအနေရောက်သွားတယ်လှပတဲ့အခြေအနေတွေရိုးရင်းပြီးတော့ရုပ်ဆိုးတဲ့ပုံစံဖြစ်လာလူတိုင်းရထားတဲ့ကိုယ်ကာယကြီးအတိုင်းနန္တရားလည်းပဲအမြဲတမ်းစိတ်ချမ်းသာတာမဟုတ်ဘူးစိတ်ဆင်းရဲမှုတွေကြုံရတယ်စိတ်ဆင်းရဲရတယ်ဒေါသဖြစ်ရတယ်လောဘဖြစ်ရတယ်နော်ဒီထဲမှာအကုသိုလ်မျိုးစုံကလည်းစိတ်ထဲမှာဖြစ်တယ်အဲ့တော့ငြိမ်းချမ်းမှုတွေဆုံးရှုံးနေတယ်အဲ့ဒါကိုပြောတာကာယောတို့တဲ့တွေရထားတဲ့ရုပ်အစုနာမ်စုဟာအနန္တတိနောမဆုံးနိုင်တဲ့ဒုက္ခပေးတဲ့အရာတွေဖြစ်နေတယ်ဟုတ်တယ်ဒုက္ခမပေးတာတခုမှမရှိဘူးအလောကဒုက္ခပေးမှာအခုဒီစိစင်ကြတော့ဒုက္ခပေးတာဒုက္ခပေးတော့ဒုက္ခတာပေးတာပဲအဲ့တော့ဒီဆရာတော်သာပေးတာငါတို့ကြတော့မပေးဘူးလို့မထင်နဲ့ပေးမှာပဲဒုက္ခပေးနေတာပဲအဲ့ဒါကိုရှင်ဝဂရိယပြောတာအနန္တတိတောကာယောဒီယုတ်ခဏရုပ်အစုနာမ်စုဟာတကယ်ကိုအပြည့်နာစာအနေရများလာပါတယ်။ဘာနဲ့တူတော့ဆိုဝိသရုခတမှုပမောဝိသရုခဆိုအစိတ်ပင်အစိတ်ပင်ကြီးကအစိတ်ပွင့်နေပွင့်ရင်လည်းပဲပိုလန်ဆိုတဲ့ပမင်းအထွက်လာတဲ့အနန္တေဝုံမုံနေလူထဲဝင်အစိတ်ဖြစ်တယ်။နော်ပိုလန်ယောဂဆိုရပိုလန်ယောဂဆိုရှိတယ်အစိတ်တွေဖြစ်တယ်အစိတ်သီးစားမိလို့ရှိရင်သိပဲနော်အစိတ်ပင်အခောက်ကိုစားမိလို့ရှိရင်လည်းသိပဲအမြင့်ကိုစားမိရင်လည်းသိမယ်အစိတ်ပင်ကြီးတစ်ပင်လုံးဟာအပွင့်ကလည်းစိတ်နဲ့အရွက်ကလည်းစိတ်နဲ့အခောက်ကအခွန်ခောက်ကလည်းစိတ်နဲ့အသီးကလည်းစိတ်နဲ့တစ်ခုလုံးအစိတ်ပင်ကြီးတစ်ခုဒုက္ခပိပဲအရေးကြီးပဲဟောဘုန်းကြီးတို့ခန္ဓာကိုယ်ကြီးလည်းပဲစိတ်ပင်ကြီးတို့ပဲဒုက္ခပိမှာပဲစပင်လေးကိုသွားကြည့်ပြီးဒုက္ခမပေးဘူးမအောင်မေးနဲ့လက်သေးလေးကြည့်ပြီးတော့ဒုက္ခမပေးဘူးမအောင်မေးနဲ့ရှိတာတွေအကုန်ဒုက္ခပေးမှာဒုက္ခပေးပဲဟာကိုတောင်မှဆေးလေးချဲ့ပြီးတော့အလှလှုပ်ထားလိုက်သေးတယ်နော်ကိုဒုက္ခပေးပဲဆိုတာမသိဘူးကိုနှခမ်းလေးကိုဆေးနီလေးချဲ့ထားလိုက်ပြီးတော့ဒုက္ခမပေးဘူးထင်နေတာလားမသိဘူးနော်
နှုတ်ခမ်းရှိတော့လဲနှုတ်ခမ်းကဒုက္ခပေးအဲ့ဒုက္ခကိုပဲလူတွေအလှပြင်းနေတယ်လို့အောက်မိတာနော်ကိုယ်ကိုဒုက္ခပေးမယ်မျက်တောင်ကော်လေးတက်လိုက်နော်ကော်အောင်လှုပ်လိုက်တရားမသိတဲ့လူတွေပို့ဆိုတာပေါ့နော်ခန္ဓာကိုယ်ပညာပြုကြအမျိုးစုံအလှလှအောင်လုပ်တယ်နှာခေါင်းပြတဲ့လူကချောင်းလုပ်တယ်နော်အမျိုးစုံလုပ်ကြတယ်မေးချွန်နေရင်လည်းမေးလေးလုံးအောင်လုပ်တယ်အလုံးအကိုဒုက္ခပေးပဲဟာတွေကြီးပဲပါတော့အစိတ်ပင်လို့ပဲအစိတ်ပင်နဲ့မှအစိတ်မရှိတဲ့ဟာဆိုတခုမှမရှိဘူးအကုန်လုံးစိတ်နဲ့ကြီးပဲတောမထိနဲ့ဒုက္ခပေးအဲ့တော့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာကိုယ်ကြီးဟာအစိတ်ပင်လို့ပဲတဲ့အပြောတာနော်အနန္တာတိတောကာယောဝိတရုခသမှုပမောအဲ့တော့ဒါရင်လားဆိုမကသေးဘူးအဝါသောသဗ္ဗရောဂနာယောဂပြိုးဆိုရဲ့တိနေရကြီးလည်းဖြစ်တယ်ယောဂဆိုတာအတွင်ကလာတာရှိတယ်အပြင်ကလာတာရှိတယ်ကိုယ်ပဲယောဂကြတော့အပြင်ကလာတာဟုတ်တယ်မလားအပြင်ကလာတဲ့ယောဂလေမက်ကလေးတက်ပြီးတော့ကာရတယ်လေရလားပဲရနော်ထိတယ်သူထိသွားတာကာဝယ်စိတ်တွေထိုးရတယ်မရအပြင်ကလာတဲ့ယောဂတစ်မျိုးအတွင်နဲ့ရှိနေတဲ့ယောဂတစ်မျိုးအဲ့မှာအတွင်ယောဂအပြင်ယောဂအလုံးရဲ့အာဝတ္တကိုယ်တော်ကြီးပဲနော်ယောဂမျိုးစုံသို့လောင်ထားတဲ့ကိုယ်တော်ကြီးဓာတုဝေဒအစိတ်တွေသို့လောင်ထားတဲ့ကိုယ်တော်ကြီးသို့မဟုတ်ယူကရိယလက်နက်တွေသို့လောင်ထားတဲ့ကိုယ်တော်ကြီးဘလောက်ဒုက္ခပေးတော့လူတွေကနော်ကိုရထားတဲ့ခန္ဓာကိုယ်ကြီးဟာယောဂတွေသို့လောင်တဲ့နေရာကြီးဖြစ်နေတယ်သုတ်တန်တစ်ခုမှာဓမ္မပဒမှာဆိုရင်မြတ်စွာဘုရားရောဂနိလံပပိကုရံရောဂနိလဆိုယောဂတွေရဲ့အတိုက်ကြီးလို့ပြောတာနော်လူတွေကသာရှောက်ပြီးတော့ငှက်တိုက်ကလာတယ်တိုက်ကလာတယ်တွေရှောက်ပြောတာကိုယ်တိုင်ကိုတိုက်ထဲမှာနေကြတာနော်တိုက်ထဲမှာနေကြတာဘယ်တိုက်တုံးဆိုယောဂတိုက်ကြီးပေါ့ကိုနေတဲ့နေရာမှာယောဂမဖြစ်တဲ့အစိတ်ပိုင်းတစ်ခုမှမရှိဘူးအလုံးယောဂဖြစ်နိုင်တယ်အဲ့ဒါကြောင့်မို့အာဝတောသဗ္ဗရောဂ96ဖြာအနာယောဂတွေထည့်ထားတဲ့ကိုတော်ကြီးပဲနော်ယောဂအချိန်မီဖြစ်တယ်သူ့သာဖြစ်တာကမဖြစ်ဘူးလို့ဒီလိုမတွေ့ဘယ်သူပဲဖြစ်ဖြစ်ယောဂဖြစ်နိုင်တယ်အလုံးယောဂဆိုရှိနေတယ်နော်အာဝတောသဗ္ဗရောဂနာနောက်ဆုံးကုန်ပြောလိုက်တဲ့အခါကျတော့ပုံဇောဒုက္ခတကေဝလောဆင်းရဲဒုက္ခအစုပုံကြီးမြတ်တာဖြစ်တယ်တဲ့ခန္ဓာကိုယ်ဆိုအဲ့တော့ဘုန်းကြီးတို့တွေရထားတာဒုက္ခရထားတယ်ဆိုတဲ့စကားနဲ့အညပဲလေနော်ဘာရတာတွေကဒုက္ခရတာအဲ့ဒီဒုက္ခရဲ့အစုပုံတက်တာဖြစ်တယ်အဲ့ဒီမှာမြတ်စွာဘုရားကတရဝါရှိတယ်လို့မဟုတ်ဘူးနော်တရဝါရှိတယ်လို့မဟုတ်ဘူးလူတွေကသာတရဝါလို့ထင်တာတရဝါလို့ထင်တာဟာလူတွေရဲ့ထင်မြတ်စွာဘုရားကရှိတယ်လို့ဟောတာယုံနဲ့နံတစ်ခုပဲအဲ့ဒီယုံနဲ့နံကိုဘာလို့ပေးတော့ဆိုဒုက္ခလို့နာမည်ပေးထားတာနော်ဒုက္ခဆိုတဲ့နာမည်နဲ့တော့ဒုဆိုတာဒုက္ခရဲ့အဓိပ္ပာယ်ဒီနေရာမှာဆင်းရဲတာကိုပြောတာမဟုတ်ဘူးဒုဆိုတာယုံရကောင်းတယ်ခဆိုတာကိုထင်တာတွေတခုမှမရှိဘူးယွန်းစရာကောင်းပြီးတော့ကိုထင်တာတွေတခုမှမရှိဘူးအဲ့ဒါဒုက္ခပဲဒုက္ခစိတ်စကလုံးနှလုံးကိုပေါင်းတာအဲ့တော့ယွန်းစရာကောင်းတယ်အနေအများတယ်ဆိုတာဘာတော့နော်ယောဂမှန်တယ်မြတ်ဒီခန္ဓာကိုယ်မှာဖြစ်တာအပြင်ကယောဂဖြစ်စေတွေ့ယောဂဖြစ်စေဒီခန္ဓာကိုယ်မှာပဲဖြစ်တယ်ဒါကြောင့်မလို့ဒုအတော်ယွန်းစရာကောင်းတယ်ရူပကာယနာမကာယဤပဲဖေးအန္တရာယ်ကြုံတယ်နော်တဏှာနဲ့ပြစ်လိုက်လို့တဏှာမှန်သွားတယ်လေဒီခန္ဓာကိုယ်ကြီးပဲထိတာပဲနော်ဘာဖြစ်လောကကြီးမှာဒုက္ခဆိုတာဒီပါပဲအကုန်အဆူတာအဲ့ဒါကြောင့်ဒုဆိုတာကျင့်စရာမကောင်းဘူးယွန်းစရာကောင်းတယ်ခဆိုတာကိုယ်ကထင်တာပါတော့ငါအသက်ရှည်ဦးမယ်နော်ငါလုပ်ရင်ရတယ်ငါလုပ်ရင်ဖြစ်တယ်
ငါပဲဒါငါပိုက်တာပဲနဲ့ဆိုထင်တဲ့အထင်တွေကတခုမှမမှန်ဘူးကိုတော့လွဲချော်နေတယ်ခါဆိုတဲ့အဓိပ္ပာယ်ကကောင်းကင်အာကာသဆိုတာဘာမှမရှိတာကိုပြောတာနော်အဲ့တော့ကိုထင်တာတခုမှမရှိလို့ခနှစ်ခုပေါင်းလိုက်တဲ့အခါဒုက္ခဒီယုတ်တဲ့နတ်တွေကိုပြောတာဒီယုတ်တဲ့နတ်တွေကဒုက္ခနော်ရုံးစရာကောင်းပြီးတော့ဘာမှမရှိတဲ့အရာကြီးပဲဖြစ်တယ်အဲ့ဒါကိုလူတွေကငါလို့ထင်တယ်ငါဟာလို့ထင်တယ်ငါဘဝနော်ငါလို့ရင်ကုန်ဖြစ်တယ်ငါချမ်းသာတယ်ဆိုတော့ဩငါတွေနဲ့တွဲပြီးတော့အကုန်လုပ်နေကြအပြာကြီးပဲတရားမရရင်တော့အဲ့ဒါလိုပဲနေမှာပဲနော်အဲ့ဒါကြောင့်မို့ပုံစိုးဒုက္ခတကေဝလောပရိစ္ဆေသမုပ္ပါဒ်မှာဆိုလို့ရှိရင်မြတ်စွာဘုရားကဏိကုံးချုပ်တော့ပါပြောတယ်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသပုရိယောဒီလိုပဲပြောတာနော်ကေဝလတ္တဒုက္ခသပုရိယဆိုတာချမ်းသာတယ်ဆိုတာတခုမှမပါဘူးဒုက္ခတက်တက်ပဲအဲ့ဒုက္ခတက်တက်ဖြစ်လာတယ်အဲ့တော့တတ္တဝဖြစ်လာတာမဟုတ်ဘူးဒုက္ခတက်တက်ဖြစ်လာရုပ်တရားနတ်တရားတွေရလာတာဟာဒုက္ခတက်တက်ရလာတာအဲ့ရုပ်တရားနတ်တရားတွေဒီရုပ်တရားနတ်တရားသာဖြစ်တယ်တတ္တဝမဟုတ်ဘူးလူလည်းမဟုတ်ဘူးနတ်လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူဟာလည်းမဟုတ်ဘူးသူကြောင့်နဲ့သူဖြစ်လာနော်အဲ့လိုမြင်ဖို့လိုအပ်တယ်ပေါ့အဲ့လိုမြင်တော့အဲ့တော့ဒီခန္ဓာကိုယ်ကြီးရဲ့အပြစ်အနာစာတွေကအလွန်များတယ်အဲ့တော့ဟုတ်ပြီဒီလောက်အနေရမြတ်ရားတဲ့ခန္ဓာကိုယ်ကြီးကိုပြစ်ပြီးတော့ပြေးကြရအနေတွေကလွတ်အောင်ရှောင်ပြေးလို့ရမလားမရဘူးနော်ခန္ဓာကိုယ်ကြီးကိုပြစ်ထားခဲ့ပြီးတော့ထွက်ပြေးပဲထွက်ပြေးလို့ရလားမရဘူးအဲ့ဒါကိုသီရိမန္တမထေရကပြောလဲအဲ့တော့တရားတို့တရားပြရထားတဲ့မထေရရဲ့စကားကအမတ္တမသာကြကောင်းတယ်အဲ့ဒီမထေရပြောပုံကြည့်ဘုန်းကြီးတို့တွေလည်းအဲ့ဒီအဖြစ်ပဲအာကိသံဒိဋ္ဌိခန္ဓာဝမစ္စုပြာတိစရတယောတဲ့အိုခြင်းနာခြင်းသိခြင်းနော်ဒီဆင်းရဲဒုက္ခကြီးဟာဘုန်းကြီးတို့တွေကိုမိဘုံကြီးလို့ဝိုင်းအောင်နေပြီတစ်ဖက်ကကြည့်ရင်အိုခြင်းရှိတယ်နာခြင်းရှိတယ်သိခြင်းရှိတယ်မိဘုံတွေဝိုင်းနေတယ်မိဝိုင်းခံထားရတယ်ပေါ့ဟုတ်လားဒီခန္ဓာကိုယ်ကြီးကမိဘုံရဲ့အလဲပါရောက်နေတယ်မိဝိုင်းခံနေရတယ်အိုခြင်းဆိုတာမိဘုံတစ်ခုနာခြင်းဆိုတာမိဘုံတစ်ခုသိခြင်းဆိုတာမိဘုံတစ်ခုအဲ့မိဘုံရဲ့အလဲပါကိုရောက်နေကိုစဉ်းစားကြည့်လိုက်ကိုဟာမိဘုံနဲ့ပါရောက်နေအချိန်မီအိုတဲ့နာတဲ့သိတယ်လာမယ်နော်အချိန်မီမိလောက်ခါရမယ်ဟုတ်ပြီအဲ့ဒီအချိန်နေရောက်နေတဲ့အချိန်မှာထွက်ပြေးပါလားလွတ်အောင်တော့မို့အဲ့ဒီမိကိုညှိမ့်တတ်ဖို့ကြိုးစားပါလားဘာမှမတတ်နိုင်ဘူးတဲ့ပစ္စုကံတုပလနတ္တိမိဘကြီးဝိုင်းနေတာကိုရင်ဆိုင်ပြီးတော့အဲ့ဒီမိဘကြီးကိုညှိမ့်ဖို့သူ့မှာအားမရှိဘူးညှိမ့်ဖို့ရစွမ်းအားသူ့မှာမရှိဘူးဆိုရင်လောင်ခံဖို့ပဲရှိတာလေဒါဖြင့်လည်းမနိုင်ဘူးဆိုရင်ထွက်ပြေးပါလားလို့ဆိုသဝနတ္တိပလာယိတုံလွတ်အောင်ပြေးနိုင်တဲ့အလင်းမြတ်နဲ့နှုံနာသူ့မှာမရှိဘူးလွတ်အောင်မပြေးနိုင်ဘူးဒါကသီရိမန္တမထေရကလောကရဲ့သဘာဝကိုရှင်းပြထားတာကိုစဉ်းစားကြည့်တတဝေကမြတ်ဆိုတာစဉ်းစားရတယ်အဲ့ဒီအတိလေးကနိဗ္ဗာန်တရားပို့ပေးနိုင်တယ်ပေါ့နော်ဒီအတိကတတ်ဖို့ပဲခန္ဓာကိုယ်ကတတ်ဖို့မဟုတ်ဘူးအဲ့ဒီမိဘကြီးဝိုင်းနေတဲ့ခါမှာရှင်းဆိုင်တွန်းလှန်ဖို့လည်းခွန်အားမရှိဘူးလွတ်မြောက်အောင်ထွက်ပြေးဖို့လည်းပဲလင်းမြန်နဲ့နှုံကိုမှမရှိဘူးဆိုတော့ဘာလို့လက်မြောက်ပြီးရှုပ်ပေးရုံမရှိတယ်တော့မိလောင်မဲခံလိုက်ရမှာအခုရှင်းဆရာကြီးမိလောင်သွားပြီဘုန်းကြီးတို့တွေလည်းပဲနေလောင်မှာဆိုလောင်မှာပဲလေမစ္စုဆိုတဲ့သိခြင်းမိကတော့လောင်မှာပဲသိကြတယ်ဘယ်သူမှမလုပ်ဘူးဒီမိဘုံတွေကဝိုင်းနေတာလွတ်လန်းမရှိဘူးအဲ့ဒါကိုသီရိပတ္တပတိကအဲ့လိုဟုတ်ပြီအဲ့လိုဆိုတော့
ခန္ဓာကိုယ်ရဲ့တလောက်ဆိုးဝါးနေပြီးတော့လွတ်လပ်မရှိဘူးဒီမမြဲတဲ့ခန္ဓာကိုယ်ကြီးကိုမြဲအောင်လုပ်လို့မရမလားမရဘူးလားမြတ်စွာဘုရားကဟောထားတယ်အဲ့ဒါကြောင့်တံကုဋ္ဌထလဘ္ဗဘယ်ဒီနဲ့မှမမြဲတဲ့ခန္ဓာကိုယ်ကြီးကိုမြဲအောင်လုပ်လို့မရဘူးတဲ့နော်ယန္တံသတံဘူတံသင်္ခတံပါလောကဓမ္မတံဝတ္တပပလုစီတိနေတဌာနဝိသတိဖြစ်ပေါ်လာတဲ့အကြောင်းတွေကဖန်တီးလို့ဖြစ်လာတဲ့ခန္ဓာနော်သာတထင်ရှားပေါ်လာတဲ့ခန္ဓာဘူတပါလောကဓမ္မပျက်စီးတဲ့သဘောတရားတွေပါနေတဲ့ခန္ဓာအဲ့ဒီခန္ဓာကိုတံဝတ္တပပလုစီအဲ့ဒီခန္ဓာကြီးမပြတ်ပါစေနဲ့လို့နေတန္တတဝိသတိလုံနိုင်တဲ့အကြောင်းတစ်ခုမှမရှိဘူးမြတ်စွာဘုရားရောလုံနိုင်လားမလုံနိုင်ယန္တာတွေရောလုံနိုင်လားခန္ဓာကိုယ်နဲ့ပတ်သက်လာလို့ရှိရင်ရထားတဲ့ခန္ဓာနတ္ထိသာတတအမရဏဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ကြီးကမသေးဘူးဆိုတာလုံးဝမရှိဘူးမွေးလာတဲ့လူကမသေးတဲ့လူတယောက်မှမရှိဘူးဘာဖြစ်လို့တော့သေတဲ့အမိဖေကမွေးထားတာသေတဲ့အကြောင်းတရားတွေကမမြဲတဲ့အကြောင်းတရားတွေကဖန်တီးထားတာအဲ့ဒါကိုနှလုံးသွင်းမှုရသော်ဟောထားတာရှိတယ်အနိစ္စတံဘူတံကုတောနိစ္စဘဝိတ္တိမမြဲတဲ့အကြောင်းတရားကထုတ်လုပ်လိုက်တဲ့အရာဟာဘယ်လိုလုပ်မြင်ပါလဲဆိုလိုတဲ့အဓိပ္ပာယ်ကသေတတ်တဲ့အမိဖေကမွေးထားတဲ့လူတယောက်ဟာဘယ်မှမသိပဲရှိမလဲဒီလိုဆိုလိုတယ်ကိုယ်ကိုဖြစ်စေတဲ့အကြောင်းတရားထုတ်လုပ်တဲ့အကြောင်းတရားကမှပျက်စီးတတ်တာကိုယ်ကဘယ်မှမပျက်စီးပဲရှိမလဲသိကြပါ့ဖေနော်ဒါကြောင့်မို့လောကကြီးမှာဘယ်ဟာမှမသိကြဘူးသိကြတာတစ်ခုပဲရှိတယ်ဘာလို့သိခြင်းတရားနော်သိခြင်းတရားတစ်ခုပဲသိကြတယ်လို့အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလို့မရှိဘူးဆိုတော့ဘုန်းကြီးတို့ဘာလုပ်ပြီးတော့မမြဲတဲ့သဘာဝတရားကိုပြောင်းလဲပြစ်လို့မရဘူးဆိုရင်ဘာလုပ်လဲမမြဲတာကြီးကိုပြောင်းလဲပြစ်လို့မရဘူးဆိုရင်ဘာလုပ်ရမလဲဒီတိုင်းပဲလက်ပြောက်ပြီးတော့ရှုပ်ပေးရမှာလားအိတ်နေလိုက်ရမှာလားလဲဆင်းခံလိုက်ရမှာလားဆိုမဟုတ်ဘူးမြတ်စွာဘုရားပေးထားတဲ့လမ်းလေးကိုကြည်ထားနော်နခတိခသုတ်တံဆိုတာရှိခန္ဓာဝေကတန်ရုပ်ပါဠိတော်မှာနခတိခသုတ်တရားတော့ပြရတယ်ပေါ့အဲ့ဒီသုတ်တံတစ်ခုမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးတယ်ရှင်ပြတဲ့လူတွေရထားတဲ့ရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဆိုတာခန္ဓာ၅ပါးဟာမြဲတာရှိသလားတဲ့မြဲတဲ့ရုပ်ဝေဒနာသင်္ညာသင်္ခါရဆိုတာရှိလားတဲ့မြတ်စွာဘုရားမေးတော့မြတ်စွာဘုရားမရှိဘူးတဲ့မရှိဘူးလို့ပြောပြီးတော့သိကြအောင်ဘယ်လိုပြောတော့ဆိုမြတ်စွာဘုရားလည်းသစ်ပင်အောက်ထိုင်နေတာအနန္နာကမြူမုံလေးဖုံလေးကိုလက်သက်ခွန်အသက်ထိပ်ပေါ်တင်ပြီးတော့ကြည့်တယ်ဟုတ်တယ်ငါလက်သက်ကောင်မှာမြူမုံလေးကိုကြည့်အဲ့ဒါလေးတင်ပြီးတော့လောကကြီးမှာတဲ့မြဲတဲ့ဆိုတဲ့အရာဟာငါလက်သက်ကောင်မှာရှိတဲ့မြူမုံလောက်တော့မရှိဘူးဒါလောက်ဖဲဖြစ်ဖြစ်ပဲဟာမမြဲဘူးဆိုလိုတဲ့သဗ္ဗေသင်္ခါရအိဋ္ဌာပဲအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့သင်္ခါရတရားမှတည်းလုံးဝမမြဲဘူးဘယ်အမှမြဲအောင်လုပ်လို့လည်းမရပြောင်းလဲပြစ်လို့မမြဲအောင်မမြဲတဲ့အရာကိုမြဲအောင်လုပ်ရမယ်ဆိုရင်လုပ်လို့မရဘူးနော်လုံးဝမမြဲဘူးတဲ့အဲ့တော့လုံးဝမမြဲဘူးဆိုတော့ဘာလုပ်ရမလဲအဲ့ဒီမမြဲလို့မြတ်စွာဘုရားကပြောတာမမြဲလို့ဘာလုပ်ရမလဲဆိုရင်မမြဲတာ6ဗြဟ္မစရိယမြတ်သောအကျင့်ကိုကျင့်ဖို့ပဲရှိတယ်အဲ့ဒါမြဲအောင်လုပ်တာမဟုတ်ဘူးမမြဲတဲ့အရာတွေမရအောင်လုပ်ရမယ်ဒီလမ်းကဒါပဲရှိတယ်နော်ကိုရထားတာကရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုခန္ဓာ၅ပါးကိုရထားတာအဲ့ဒီခန္ဓာ၅ပါးတွေကမြဲတာဆိုတာမြို့မုံလောက်တော့မရှိဘူးမရှိသည့်အတွက်ကြောင့်မြဲတာမမြဲတဲ့ခန္ဓာကိုမြဲအောင်ပြောင်းလို့မရဘူးလားဆိုမရဘူးမရတော့ဘာလို့တော့စင်အဲ့ဒါမျိုးမဖြစ်အောင်နော်အဲ့ဒီမမြဲတဲ့သဘာဝတရားကလွတ်အောင်မြတ်သောအကျင့်ကိုကျင့်ဖို့ပဲလိုတယ်
အဲ့ဒါထွက်ပေါက်ပဲနော်ထွက်ပေါက်ကိုမြတ်စွာဘုရားပြောတယ်စန္ဒရာဂပဟာဒစန္ဒရာဂဝိနယောနေတရဏဘဝနေတရဏဘဝထွက်ခြင်းနဲ့ဆိုရင်ဘဝထဲမှာကျင့်နှံ့နေတာတွေအကုန်လွတ်လူချင်းတဲ့ဆန္ဒတွေအကုန်ဖယ်ပြီးတော့ဘဝဤသင်္ခါရတရားတွေပေါ်မှာရှင်မုံသွားလောက်အောင်ဝိပဿနာတရားကိုကျင့်ကြရုပ်ကိုထောက်မြတ်စွာဘုရားကအကယ်၍သာနော်မြူမုံလောက်လေးမြဲတာရှိသေးရင်တရားကျင့်ရမလို့တော့ဘူးတဲ့အဲ့မြဲတဲ့နေရာသွားကြမယ်ဟုတ်လားလကဘာဘောအတူတွေမသိဘူးဆိုရင်လကဘာဘောသွားကြမယ်ပေါ့အင်္ဂါကျုပ်ရောက်ရင်မသိဘူးဆိုရင်အင်္ဂါကျုပ်ပဲသွားကြမယ်ပေါ့အဲ့ဒီလိုမြဲတဲ့နေရာရှိလားကဘာလောကကြီးမှာဘယ်နေရာမှမရှိဘူးလွတ်လပ်တစ်ခုမှမရှိတော့လက်မြောက်ပြီးရှုံးပေးရတော့မှလားမလုပ်ရတော့ဘူးလားဆိုမဟုတ်ဘူးမမြဲလို့လုပ်ရပါကပါတော့တရားကျင့်ရမယ်တရားကျင့်တာမမြဲလို့ကျင့်တာဒါဖြင့်တရားကျင့်တာနဲ့မမြဲတာနဲ့ဘာဆိုင်လဲလို့မေးကောင်းမေးလိမ့်မယ်မမြဲတာတွေမရဖို့တရားကျင့်မမြဲတာတွေကိုရှောင်ကွင်းနိုင်ဖို့တရားကျင့်တရားမကျင့်ရင်ဒါတွေပဲပြန်ရနိုင်မယ်နော်တရားမကျင့်လို့ရှိရင်ဒီခန္ဓာပဲပြန်ရမှာပဲမမြဲတဲ့ခန္ဓာကိုမြဲအောင်လုပ်လို့မရဘူးတရားကျင့်ရပြီဒီခန္ဓာမရအောင်လုပ်ရမယ်မရဖို့အတွက်ပါအရေးကြီးလို့ဆိုရင်လူကျင်တဲ့စန္ဒတမဲ့တဲ့တဏှာဒီနှစ်ခုဖြူချကိုယ်စိတ်ထဲမှာနောက်တစ်ဒီခန္ဓာရကျင့်နေဆိုတာမရှိသေးအောင်အဲ့ဒါထွက်ပေါက်ပဲနခတိခသုတ်တာမှာပြတ်စော်ရအဲ့ထွက်လာပေးတာနော်ဒါကြောင့်မို့မမြဲတဲ့အရာကိုမြဲအောင်လုပ်နိုင်ဖို့ဘယ်သူမှမတတ်နိုင်ဘူးလူဆိုတာဒီနာဟိတောဥပကမောအတ္ထိရှေနသာဒနာမိရေတဲ့လောကကြီးမှာမွေးလာတဲ့ပုဂ္ဂိုလ်မသိအောင်ဒီလည်းမရှိဘူးသိပ္ပံဆရာတွေလည်းကြိုးစားနာမအောင်ဘူးနော်ဝိဇ္ဇာလန်လိုက်တဲ့ပုဂ္ဂိုလ်တွေလည်းကြိုးစားနာဓာတ်လုံးတွေထုတ်ပြရိတောက်အင်းနေချမျိုးစုံလုံးနေတာသူတို့လည်းထွက်သွားတာပဲဘာထွက်အသေးထွက်တယ်ရှင်ထွက်တယ်ထွက်ရတာပဲမထွက်ပဲနေလို့မရနော်ထွက်သွားတယ်ဆိုတော့သိသွားတော့ပါပဲအမှန်အဲ့တော့လူပြလိုက်ပြီးအသေးအတွက်ရှင်အတွက်တွေလုံးနေထွက်ပါပြီဆိုမှတော့အသက်ထွက်တာပေါ့အသက်ဖယ်ထွက်လို့ရမှာပေါ့သို့တော့လူတွေစိတ်ထဲမှာထင်နေတယ်တနေ့ကျတော့မောမနာမသိဆိုတာရလိမ့်မယ်စေတောင်ဖော်စားကြသေးတယ်လေမောမနာမသိဆိုတဲ့စေတကယ်ပဲမသိတာလားမရှိဘူးအဲ့ဒါတကယ်အစစ်မှမရှိဘူးအဲ့တော့မသိအောင်လုပ်လို့ဒီမရှိဘူးတဲ့နော်နာဟိတောဥပကမောအတ္ထိရှေနသာဒနာမိရေသာတတိတခုနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တယောက်မသိအောင်လုပ်နိုင်တဲ့နီလန်းမိစနစ်ဘာမှမရှိဘူးသိပ္ပံခေတ်ကြီးဘလောက်ပဲတိုးတက်မသိအောင်လုပ်လို့မရသိပါပဲအဲ့တော့ဘာလို့သိတတ်တဲ့ခန္ဓာမရအောင်တရားကျင့်ဒါပဲရှိတယ်မြတ်စွာဘုရားကမစ္စုမန်အောင်နဲ့ဆိုတာသိတတ်တဲ့ခန္ဓာမရအောင်လုပ်တာပဲအဲ့တော့တရားကျင့်မှမရမှာဘဝဆိုတာနော်ဘဝနဲ့ပတ်သက်ပြီးတော့သိရမှာ၃ချက်ဘဝဆိုတာအဆိုးကြီးတော့မဟုတ်ဘူးအကောင်နဲ့ရှိတယ်လို့ပြောအောင်အဲ့ဒါကိုအတ္တရရှင်းတ်เสียရှိတယ်ဘဝနဲ့ပတ်သက်တဲ့ရှင်းတ်เสียအတ္တရ enjoyment ဆိုအဲ့ဒါရှိတယ်နောက်ဘဝရဲ့အပြည့်နာစာအာရိနောဆိုတာရှိတယ်ဘဝကထွက်မြောက်လန်းဆိုတာရှိတယ်၃ခုရှိတယ်နော်ရှင်းတ်เสียရဲ့မရှင်းတ်เสียရဲ့ထွက်လန်းရဲ့အဲ့၃ခုရှိတယ်အဲ့တော့အဲ့ဒီ၃ခုကရှင်းတ်เสียပါတော့ဘဝကိုအရင်နှိပြုပြီးတော့ရတဲ့ဒုက္ခသောမနတဝန္တာရဲချမ်းသာရဲကိုယ်ဘဝလေးမှာပြောကြတယ်ရလာတဲ့ဒုက္ခသောမနတအခိုက်အတန့်ရလာတယ်အဲ့ဒါဘဝအတွက်ตายရနေတာလူတွေဟာဘဝကိုလိုချင်တယ်ဆိုတာအဲ့ဒီตายရမှုကြောင့်လိုချင်နေတာလောက်ပါလိမ့်မယ်နော်ကြည့်နေဇန်နဝါရီလစဉ်တည်းကြဩကြတယ်မဟုတ်လား Happy New Year ဆို Happiness ဩနေကြ
အော်လိုက်မယ်အဲ့နေကြ Happy New Year ဆိုပြောရတာလေးကိုပဲဘဝရဲ့နှစ်သာရလို့ထင်ကြတယ်လေမွေးနေ့လေးကြတော့ Happy Birthday လောက်ကြပြန်ဘယ်တော့မှမ happy ဘူးနော်နောက်က unhappy ကလိုက်လာ happy ရဲ့နောက်မှာ unhappy ကကတ်နေတာနော်ပျော်စရာဆိုတာရဲ့နောက်ကမပျော်စရာလိုက်နေတယ်ပြဲတာအဲ့တော့ပျော်စရာဆိုတာလေးကအဗ္ဗဒမတ်တူတောင်းတယ်မပျော်စရာကပါလဲဆိုလို့ရှိရင်မတည်မြဲမှုပဲကိုရထားတဲ့ကိုယ်ခန္ဓာကိုပဲကြည့်တဖြည်းဖြည်းအိုးလာတယ်ရင်လာတယ်မမွင့်လေးတစ်ပွင့်ပဲကြည့်ငါတို့ကအဖူးငုံလေးဖူးငုံလေးကပွင့်ကားလာတယ်ပြီးရင်ရင်သွားတယ်ရင်ပြီးတော့ညှို့နှွမ်းကြပြီးတော့ကျွေးသွားတယ်ထိတိုင်းပါပဲဖူးပွင့်နှွမ်းကျွေးပန်းအနေလူရဲ့ဘဝဟာနော်ဖူးပဲပွင့်မယ်နှွမ်းမယ်ကျွေးမယ်အဲ့ဒီလမ်းစဉ်ကြီးကိုကြော်လွှားနိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးအဲ့ဒါဟာဘဝနဲ့ပတ်သက်ပြီးမကျေနပ်เสียပဲအာဒီနောလို့ခေါ်တယ်ဒါဖြင့်ကျေနပ်เสียရှိသလိုမကျေနပ်เสียတွေရှိတဲ့ဘဝကြီးကနေဘယ်လိုရုံထွက်မလဲရုံထွက်တဲ့နိလန်ပေးတာခုနမြတ်စွာဘုရားဟောတဲ့တရားကျင့်ဆိုတာနဲ့တူတူပဲနော်မြတ်စွာဘုရားဗာပေးတော့ဒီဘဝကြီးကိုလိုချင်တဲ့ဆန္ဒကိုတာပါလူချင်းနဲ့ဆန္ဒကိုဖယ်ရှားပြပါဒီဘဝကြီးပေါ်မှာတွေ့တာနေတဲ့အကောင်းမြင်နေတာကိုဖယ်ပါဘယ်တော့မှအကောင်းမမြင်နဲ့ဒီခန္ဓာကိုယ်ကြီးဆိုတာအစိတ်ပင်ကြီးလိုပဲအနေပြားတယ်ဆိုတဲ့အမြင်မျိုးမြောင်ကြိုးစားပါလို့ပြောတာနော်အဲ့ဒီလိုအဆိုးအစစ်အမှန်ကိုတွေ့မြင်အောင်ကြိုးစားတာကိုပဲဝိပဿနာတရားအထုတ်တယ်လို့ခေါ်တာဝိပဿနာဝိဆိုတာထူခြားတဲ့ပဿနာရှုမြင်မှုခါတိုင်းကတော့ကျေနပ်เสียလို့ရှုတာလေဝိပဿနာကျတော့မကျေနပ်เสียလို့ရှုလာတယ်မတူညီတဲ့ရှုမြင်မှုလို့ဒီလိုအဓိပ္ပာယ်လေးဖော်လို့ရတယ်စာပေကျမ်းကမှာတော့ဝိဝိတေဟိအနိစ္စတိအာကာရေဟိပတ္တိတိဝိပဿနာဒါအပြည့်စုံကိုပြောတာနော်မမြဲဘူးရှင်ရတဲ့ကိုဟာမဟုတ်ဘူးငါမဟုတ်ဘူးငါမဟုတ်ဘူးသူတို့ဟာမဟုတ်ဘူးသူတို့ဟာမဟုတ်ဘူးလို့ရှုမြင်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်။တမန်အပြင်ကြည့်ပဲဆိုရင်မြင်ရိုးမြင်စင်မဟုတ်တဲ့ထူးခြားတဲ့အမြင်ကိုဝိပဿနာလို့ပြောနိုင်တယ်ပေါ့နော်။အဲ့တော့ဝိပဿနာအမြင်ရှိဖို့ဘာလို့อ่ะငါလို့ထင်နေတဲ့အထင်ကိုအရင်ဖြောက်ဖို့လိုတယ်။ဘယ်လိုဖြောက်မလဲ။အခုဒီကနေ့ညတရားနာလာကြတယ်တမန်အပြင်ပြောမယ်ဆိုရင်တရားပွဲရောက်လာအောင်ဘယ်သူခေါ်လာတာတော့ဆိုရင်တော့ဘယ်သူနဲ့လာတယ်ပဲကားနဲ့စီးလာတယ်ဒါတွေပဲပြောမယ်အဲ့ဒီမဲ့အနှစ်သာရကိုကြည့်လိုက်မယ်ဆိုရင်တရားပွဲလာခြင်းနဲ့စိတ်ရှိလို့ရောက်တာလာခြင်းနဲ့စိတ်ကတော့လာခြင်းနဲ့စိတ်ကြောင့်တကူလုံးနော် nervous system လို့ခေါ်တယ်အကြောတွေကြွက်သားတွေကလှုပ်ရှားလာပြီးတော့ဒီပေါ်ရောက်လာကြတာစိတ်နဲ့ယုတ်နဲ့နှစ်ခုပေါင်းစပ်ပြီးတော့ဒီရောက်လာတာစိတ်ကြည့်လည်းမရောက်ဘူးယုတ်ကြည့်လည်းမရောက်ဘူးအဲ့တော့တရားနာလာခြင်းနဲ့ဆန္ဒထိုဆန္ဒကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်တရားယုတ်နဲ့နှစ်ခုပေါင်းစပ်ပြီးတရားပွဲရောက်လာတယ်ဆိုငါရောက်လာတာလို့ပြောမယ်ဆိုလို့ရှိရင်ရောက်ခြင်းနဲ့ဆန္ဒကိုငါလို့ပြောပါလားသို့မဟုတ်ရောက်အောင်လာတဲ့ခန္ဓာကိုယ်ကြီးကိုယုတ်ခန္ဓာကြီးကိုငါလို့ပြောပါလားဘယ်သူမှပြောလို့မရသူတို့ဖြစ်ပြီးပြတ်သွားကြတာနော်ဥပမာမယ်စီပြန်နာပြေကိုလက်နဲ့ပုတ်လိုက်တဲ့အခါစီတန်ထွက်မလာဘူးလားအဲ့တော့သူကပုတ်တဲ့အခါမှာပဲထိတဲ့အခါမှာစီတန်ကထွက်တာအဲ့ထွက်လာတဲ့စီတန်ကိုငါတို့ပြောရင်ပြောက်သွားပြီမရှိတော့ဘူးဘာကိုသွားပိုင်အောင်ပါလေအခုဒီယုတ်တိဏ္ဍိဆိုတာလေအိမ်ကထွက်လာတော့ငါယုတ်တိဏ္ဍိခုမရှိတော့ဘူးဒီကပြန်ရင်လေ copy ပဲကြံမယ်မရှိတော့ဘူးတတ်မှတ်ထားပြီတော့ခုတရားဝဲမှာပြီးသွားလို့ပြန်သွားရင်ဘယ်သူမှမူလားပူရင်မရှိတော့ဘူးအလုံးက copy တွေကြီးပဲအကုန်နော်ကို copy တို့သာအောင်မေးထားလိုက်အစစ်မရှိတော့ဒါဖြင့်အဲ့ဒီလိုသိအောင်ဘယ်လိုလုပ်အောင်မြေကဏ္ဍသွားမြေစီနေတာထိုင်ကြည့်ပြီးတော့မြေကမ္ဘာလေးရေလေးတစ်ခွက်ခတ်လိုက်
အဲ့ရေလေးတစ်ခွက်ခတ်ကြည့်ပြီးတော့အဲ့ဒီရေလေးကိုတောက်ပြီးတဲ့အခါနောက်တစ်ခွက်ထပ်ခေါက်ခုနရေဟုတ်လားမဟုတ်တော့ရေကသာမဟုတ်တာမဟုတ်ဘူးတောက်တဲ့လူကလည်းမဟုတ်တော့ဘူးတောက်တဲ့လူကလည်းပြောင်းသွားပြီရေသာပြောင်းတာမဟုတ်ဘူးသို့တော့ကော်ပီဆိုတော့တူးနေတဲ့ကော်ပီဖြစ်နေသည့်အတွက်ကြောင့်လူတွေကငါလိုပဲထင်တယ်ဒီအစွဲကြီးကိုပြောင်းအောင်မလုပ်နိုင်ဘူးတရားရှိတယ်ဆိုတဲ့အစွဲကြီးကိုပြောင်းအောင်မလုပ်နိုင်ဆိုပါစို့မြင်တယ်ဆိုတဲ့နေရာလေးမှာစဉ်းစားကြည့်မြင်တယ်ဆိုတာဟာမျက်စိနဲ့ကောင်းရမယ်ကောင်းတဲ့မျက်စိမှာအဆင်အာရုံကလာထင်ဟရမယ်ထင်ဟတဲ့အချိန်လေးမှာတတိထားတဲ့ attention ဆိုတာမနတိကာရဆိုတာရှိတယ်အဲ့ဒီအချိန်မှာမျက်သိစိတ်လေးဖြစ်လာတယ်အနည်းဆုံး3ခုနော်မြင်တဲ့ဆိုတဲ့အချိန်လေးမှာ3ခုဘာလို့မျက်စိကတစ်ခုအဆင်အာရုံကတစ်ခု attention ကတစ်ခုမနတိကာရဆိုတဲ့ attention ကတစ်ခုမြင်သိစိတ်လေးကတစ်ခုအဲ့ဒါလေးတွေအမတန်တိုးတောင်းတဲ့အချိန်လေးပါဖြစ်ပြီးတော့ပြတ်သွားတယ်အဲ့တော့အဲ့ဒီထဲပဲဘာဖြစ်လို့ငါမြင်နေဆိုတဲ့ငါဆိုတာရောက်လာရတာလေဘယ်သူမြင်တာတော့သိချင်စဉ်းစားကြည့်မျက်စိကမြင်တာလားအဆင်အာရုံကမြင်တာလား attention ဆိုတဲ့ပရိသကာရမြင်တာလားသို့မဟုတ်စကုဝိညာဉ်စိတ်ကမြင်တာလားလို့ဆိုဘယ်သူမှမြင်တာမဟုတ်ဘူးဒီ3ခုပေါင်းလိုက်လို့ဖြစ်4ခုပေါင်းလိုက်လို့ဖြစ်လာတာနော်4ခုပေါင်းလိုက်လို့တစ်ခုစီဆိုရင်ဘာစွမ်းရည်တတိမှမရှိဘူးကားပဲကြည့်ဘော်ဒီတခြားဘက်ထရီတခြားအင်ဂျင်တခြားဖြုတ်ထားလိုက်ဘိန်းတခြားကိုဖြုတ်တာကားသွားလို့ရပါမလားပေါင်းဆက်လိုက်တဲ့အခါမှာသွားလို့ရတယ်နော်အဲ့ဒါလိုပဲ unity အကုန်လုံးပေါင်းလိုက်တာမျက်စိရဲ့အဆင်အာရုံရဲ့နော်နှလုံးသွင်းမှု attention ရဲ့မြင်သိစိတ်ရဲ့အဲ့ဒီ4ခုပေါင်းလိုက်မှမြင်တဲ့ဆိုတာဖြစ်တာငါဆိုတာဘာလို့လဲဒီ4ခုပဲရှိတာတခြားတိကျတယ်မှာမြင်တဲ့တယောက်မှမရှိဘူးနော်အဲ့ဒါလို့စဉ်းစားဒါစဉ်းစားခိုင်းတာထို့တူပဲကြားတာလည်းပဲဒီတိုင်းပဲစဉ်းစားနော်အနံ့ရတာလည်းဒီတိုင်းပဲစဉ်းစားသမင်းစားတဲ့အခါမှာလက်ရတဲ့မှာအရာသာသိတာလည်းဒီတိုင်းပဲစဉ်းစားခန္ဓာကိုယ်ထိတာလည်းဒီတိုင်းပဲစဉ်းစားစိတ်ကူးကြံစေတာလည်းဒီတိုင်းပဲစဉ်းစားတခုတည်းမဟုတ်ဘူး unity အလုံးပေါင်းလိုက်မှဖြစ်တာဖြစ်တယ်တခုတည်းမှာ powerless ဘယ်သူမှ power မရှိဘူးအလုံးဟာစွမ်းဆောင်မှုတခုမှမရှိဘူးပေါင်းလိုက်မှဒီစွမ်းဆောင်မှုဖြစ်တယ်ဆိုတော့အဲ့တော့အပေါင်းကိုခေါ်နေတာခုဟာအဲ့တော့ပေါင်းလိုက်မှငါဆိုတာပေါ်လာတာဖြစ်တယ်တကယ်အဲ့တော့ငါဆိုတာမရှိဘူးခွဲခြားစိတ်ဖြာလိုက်လို့ရှိရင်တခုမှမရှိဘူးအဲ့ဒီလိုသိတာနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်နော်နာမရူပပရိစ္ဆေဒဉာဏ်မှာငါပြုတ်သွားပြီဆိုမှဒိဋ္ဌိဝိတ္တုဖြစ်တာအဲ့ဒီဒိဋ္ဌိဝိတ္တုဖြစ်မှဝိပဿနာဆိုတာရှိရမယ်ဒါကြောင့်မို့နာမရူပပရိစ္ဆေရေနနာမရူပဝဝဋ္ဌာနေနတက္ကာယဒိဋ္ဌိယပဟာနံတက္ကာယဒိဋ္ဌိဆိုတာခန္ဓာ၅ပါးကြီးအစုကိုခန္ဓာလို့မမြင်မဲနဲ့ငါလို့မြင်နေတာသူ့လို့မြင်နေတာငါဟာလို့မြင်တာသူဟာလို့မြင်နေတာအဲ့ဒီအမြင်ကိုပြောတယ်အဲ့ဒါယုံနံခွဲပြီးတော့တိကြတစ်ခုစီတွက်လိုက်လို့ရှိရင်သူထင်တဲ့အထင်တွေကလောဝတွဲမှားနေတယ်ဆိုဖြစ်သွားဒါကြောင့်မို့နာမရူပဝဝဋ္ဌာနေတာရုပ်တည်နာနေကိုခွဲခြားစိတ်ဖြာသိတဲ့ဉာဏ်ဖြင့်တက္ကာယဒိဋ္ဌိယငါသူတစ်ပါးယောက်ျားမိန်းမလို့ထင်နေတဲ့မှားရွံ့တဲ့အမြင်ကြီးကိုပဟာနံတတဲ့ငါအဖြစ်ဖယ်ရှားဖို့ကြိုးစားရမယ်မြတ်စွာဘုရားကအဲ့ဒါဟောတာနော်မမြဲရင်ဒီလမ်းကြောင်းကပဲသွားအဲ့ဒါလို့လုံပါဒီမမြဲတဲ့အရာတွေကလွတ်မှာဖြစ်တယ်နှုတ်ဆိုမြဲနေဖြစ်နေအောင်ပါပဲမွေးရင်တော့သိပါပဲဒီလိုဆိုလို့တဲ့နတ္ထိသာဒတ္တအာမရဏဒါသိကြပါဦးအဲ့တော့နခတိကသုတ်တံမှာမြတ်စွာဘုရားပေးလို့တဲ့ message ကပါတော့တို့တဲ့တွေဝိပဿနာတရားအထုတ်တာဟာမမြဲလို့အထုတ်ကြတာမြဲနေရင်အထုတ်เสียမလို့ဘူးဝိပဿနာအထုတ်တာတွေမမြဲတာတွေမရဘူးအထုတ်တာတနည်းအားဖြင့်ပြောရင်ဒုက္ခမရဘူးအထုတ်တယ်မြတ်စွာဘုရားလောကမှာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှစ်ခုပဲရှိတယ်ဒုက္ခဖြစ်ခြင်းနဲ့ဒုက္ခချုပ်ခြင်းဒီနှစ်ခုရှိတယ်တတ္တဝါရှိတယ်လို့ဘယ်တော့မှမဟုတ်ဘူးမြတ်စွာဘုရားနော်လူတွေကထင်နေတာ
အဲ့ကြတော့စောရကတက်လို့မရဘူးဖရာတဆုပွင့်လို့နော်တရဝရီပိုးကြီးတသိန်းကျွတ်သွားတယ်ဆိုရင်လူကြီးရောမသွားဘူးလားတချို့ထင်ကြတယ်လေနော်ဥပမာမန္တလေးမြို့မှာ9 တန်းရှိတယ်ဆိုတော့အဲ့ဒီမှာယဟနာ1 တန်းလောက်ဖြစ်သွားရင်4 တန်းပဲကျန်တော့ဘူးအဲ့တော့တရဝရီကိုဖြောက်ဖြက်ပြစ်တာမရဘူးလားအဲ့တော့မြတ်စွာဘုရားဘာနဲ့တုတ်ပြလို့ငါတရဝရှိတယ်ကိုပြောကုန်ပြောဦးတယ်စားတဲ့ယုံနဲ့နာပဲရှိတယ်ဒီနှစ်ခုပဲရှိတယ်တတ္တဝရှိတယ်လို့ငါဘယ်တော့မှမဟောဘူးဒါကြောင့်မို့ပရိစ္ဆသောဥပ္ပပါဧဝမိတ္တကေဝလတ္တဒုက္ခခန္ဓတနော်ဧဝမိတ္တကေဝလတ္တဒုက္ခခန္ဓတသပ္ပုရိယောဧဝမိတ္တကေဝလတ္တဒုက္ခခန္ဓတနိရောဓဒုက္ခသပ္ပုရိယနဲ့ဒုက္ခနိရောဓဒီနှစ်ခုပဲဟောတယ်ဒီထဲမှာတတ္တဝမပါဘူးဆိုပြဆိုပြဟောထားပြီးသားပဲနော်အဲ့ဒါတွေကိုသိခြင်းဖြင့်မမြဲတဲ့အရာတွေကလွတ်မြောက်နိုင်တယ်သို့တော့မမြဲတဲ့အရာကိုမြဲအောင်ပြောင်းလဲလို့ဘလို့မှမလုပ်လို့မရဘူးတန်ကုတ္တထလဘဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားကဒီ message ကိုပေးတာဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးသည်မမြဲခြင်းဆိုတဲ့အနိစ္စနော်ဒါဖြစ်တယ်သဗ္ဗေသင်္ခါရအနိစ္စမြဲအောင်လုပ်တဲ့ဤလုံးဝမရှိလုံနိုင်တဲ့ပါဝါလည်းဘယ်သူမှမရှိအဲ့တော့မမြဲတဲ့ခန္ဓာမရအောင်မြင့်မြတ်တဲ့ဒီပြမစရိယလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဝိပဿနာတရားအထုတ်ခြင်းသည်သာလေမမြဲမှုကိုဖြည့်ရှင်းနိုင်တဲ့ဖြည့်ရှင်းဒီလမ်းစဉ်တစ်ခုသာဖြစ်တယ်လို့ကိုယ်စီသိရှိနားလည်ပြီးတော့မိမိတို့ရဲ့အသက်ခန္ဓာရှိနေတဲ့အချိန်မှာဒီအသိဉာဏ်ရအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းယနေ့ညစင်ရင်ကျင်းပပြုလုပ်အပ်သည့်ကျေးဇူးတော်ရှင်ဝိသုဒ္ဓယုံစီရှင်ဆရာတော်ဘုရားကြီးဗရဏအေကညာနာပိဝင်သားဤအန္တိမအေကိဇာဗနပူဇာအထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လင်း၍လူတန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဗျာဆရာတော်ဘုရားကြီးထံအဆက်စွာလူတန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီးဤကပ္ပိယကာရကအဖြစ်ဝချမ်းမြေအောင်မှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်ယနေ့ညတရားပွဲကုသိုလ်ရှင်များဖြစ်ကြပါသောဖခင်ကြီးဦးတင့်လွင်မိခင်ကြီးဒေါ်မွေးမွေးတို့အားရည်စူး၍တန်းတန်းစိန်အထယ်ဆိုင်မန်းမြမာပလာဇာဈေးကြိုမိသားစုတို့မှဆရာတော်ဘုရားကြီးအားသင်္ကန်းလူပဲဝတ္ထုအစုစုတို့နှင့်အတူဓမ္မပူဇာ30လူတန်းပေးရန်ဖြစ်ပါတယ်ယေရှုရှင်ဆရာတော်ဘုရားယနေ့ညလူတိုင်းရပါသောကောင်းမှုအစုစုတို့အတွက်တရားအလူရှင်များနှင့်တကွတရားနာပိဋကပေါင်းသူတော်ကောင်းတို့နှင့်အတူ32ဘုံကျင်လေကုန်သောလူနတ်မြမာဝိနည်းတတ္တဝအပေါင်းတို့အားကုသိုလ်အမြကိုယ်စီရရှိကြစေရန်အလို့ငါရေဆက်တွန်ချဝေမျှလိုကြသည်ဖြစ်ပါ၍ရေဆက်ချတရားဟောကြားချီးမြှင့်တော်မူပါယံဖျားတပည့်တော်ခြေတော်အစုံဥခ၍ယိုသေးစွာလျှောက်ထားအပ်ပါသည်ဖျား
အားလည်းဆိုကြအရှင်ဘုရားဘုရားတပည့်တော်တို့သည်ဘဝနဲ့ထံစံတော်မူသောစီရှင်ဆရာတော်မထေမြတ်ဤကိုကျေးဇူးတို့ကိုပူဇော်သောအဖြစ်ဓမ္မသဖြင့်ရှင်ကျင်ပါပြုလုပ်ကြလျက်အဝိကတရားဖြစ်ပွားအောင်နာယူမှတ်သားကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝုထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်မအိုမနာမသေးရဖြစ်သောနိဗ္ဗာန်ချမ်းသာ၏ဒီအကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဖြင့်ဘဝနဲ့ထံကျန်တော်မူသောကျေးဇူးရှင်စီရှင်ဆရာတော်ဘုရားကြီးအားပူဇော်ကြပါကုန်၏ဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ပုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း